ဟုတ်ကဲ့ဒီနေ့ရောရကဖုန်းဘက်ထရီအကုန်မြန်တာကိုတက်တာအောင်လို့ရှောင်ရမယ့်အချက်လေးတွေကိုဒီဗီဒီယိုလေးမှာဝေမျှပြသွားမှာဖြစ်ပါတယ်ရှင်။ဒါတို့ iPhone ဒီမှာဆိုလို့ရှိရင်လိုတာထက်ပိုပြီးတော့မှအားအကုန်မြန်နေဆိုတာကကြတော့ user ရဲ့သုံးတဲ့ပုံမှာမူတည်တယ်လို့ရတဲ့ဖုန်းတွေဟောင်းလာခဲ့လို့ရှိရင်လည်းအထက်က hardware က error တစ်ခုခုပေါ်လာခဲ့လို့ရှိရင်ဒီလိုမျိုးဘက်ထရီအားကုန်မြန်တာမျိုးတွေပြီးတော့တခြားအကြောင်းကြောင့်လည်းဒီလိုဖုန်းအားကုန်မြန်တာမျိုးဖြစ်စေတတ်ပါတယ်ရှင်။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပုံမှန်သုံးနေနေမှာဒီလိုမျိုးဖုန်းအားအကုန်မြန်တာမျိုးမဖြစ်အောင်လို့ဂရုစိုက်မယ့်အချက်လေးတွေကိုဒီဗီဒီယိုလေးမှာရပြောပြသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးနဲ့အဓိကအကျဆုံးအချက်ကတော့ optimize battery charging ကိုဖွင့်ထားဖို့ပါရှင်။တချို့ user တွေကကြတော့ဒီ feature လေးကဖုန်းအားသွင်းတဲ့နေရာမှာအရင်ကြာတယ်ပြီးတော့နှီးရဆိုပြီးတော့မှပိတ်ထားတတ်ပါတယ်။ဒါပေမဲ့လည်းဒီ feature လေးကိုရလို့ဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့သူကဖုန်း battery ကိုတက်တန်းပို့ပြီးတော့ကြာအောင်ပြီးတော့ over charging မဖြစ်အောင်လို့လုပ်ပေးနိုင်တဲ့အသုံးဝင်တဲ့ feature လေးတစ်ခုပါ။ဒါကြောင့်မလို့မိတ်ဆွေနဲ့ကိုယ့်ရဲ့ဖုန်းရဲ့ battery တက်တန်းကိုပို့ပြီးတော့မှကြာရှည်ခံခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ feature လေးကိုဖွင့်ထားဖို့အတွက်ရအကြံပေးချင်ပါတယ်။ဒီ feature လေးကိုဖွင့်နေတယ်ဆိုလို့ရှိရင်တော့ရတို့ setting ထဲကနေပြီးတော့မှ battery မှာသွားပြီးတော့မှ on ထားလို့ရပါတယ်ရှင်။နောက်ထပ်ဖုန်းအားအကုန်မြန်စေတဲ့အချက်တစ်ချက်ကတော့ရတို့ quality မကောင်းတဲ့ Apple ရဲ့ original မဟုတ်တဲ့အားသွင်းကြိုးတွေအတက်တိုင်းနဲ့အားသွင်းလို့ပါရှင်။ဒီလို quality မကောင်းတဲ့ကြိုးတွေနဲ့အားသွင်းတဲ့အခါမှာရတို့ original နဲ့သွင်းတာချက်နှီးပြီးတော့ကြာတာမျိုးတွေပြီးတော့အားသွင်းနေနေမှအရန်ပူလာတာမျိုးတွေဒီလိုပြဿနာမျိုးရကြုံလာနိုင်ပါတယ်။အဲဒါကြောင့်မလို့ကိုယ်ဈေးကြီးကြီးနဲ့ပေးဝယ်ရတဲ့ဖုန်းရဲ့ battery ကိုမထိခိုက်ရအောင်လေအောင်လို့ရတို့ original အားသွင်းကြိုးတွေ adapter ပဲဖြစ်ဖြစ် MFI certified ဖြစ်တဲ့ third party accessory တွေကိုတိကျရွေးဝယ်ပြီးတော့မှသုံးဖို့တော်ရအကြံပေးချင်ပါတယ်။နောက်တစ်ချက်ကကြတော့လူအများစုအမှတ်မှားနေတဲ့ background application refresh ကိုဖွင့်ထားမလားပိတ်ထားမလားဆိုတဲ့ကိစ္စပါရှင်။တော်တော်များများကြတော့ဒီ feature လေးကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင် battery ပို့ပြီးတော့မှအကုန်တက်တာလို့အမှတ်မှားနေကြတာပါ။တကယ်ကြောက်ရောက်ဒီ feature ကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်ရတို့ background မှာကိုဖွင့်ထားတဲ့ application တွေက auto refresh လုပ်နေမှာဖြစ်တဲ့အတွက်ရတို့ဖုန်းသုံးတဲ့အချိန်မှာဖုန်း battery ကပို့ပြီးတော့မှအကုန်မြန်စေပါတယ်။ဒါကြောင့်မလို့မိတ်ဆွေအနေနဲ့ဖုန်းအားအကုန်မြန်တာကိုတက်တာအောင်လို့ဒီ background application refresh လေးကိုပိတ်ထားဖို့အတွက်တော့ရအကြံပေးချင်ပါတယ်ရှင်။ဒီလိုလုံးဝမပိတ်ချင်ဘူးဆိုလို့ရှိရင်လည်း setting နဲ့ဝင်ပြီးတော့မှကိုမပိတ်ထားခြင်းတဲ့ application တွေကိုရောက်တစ်ခုချင်းစီတည်တံ့ရွေးထားလို့ရပါတယ်။နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ဖုန်းတွေကဘယ် application ကဖုန်း battery အများဆုံးသုံးလဲဆိုတာကိုစစ်ဖို့ပါရှင်။ဒီလိုစစ်ဖို့အတွက်အရင်ဦးဆုံး setting နဲ့ဝင်လိုက်ပါ။ပြီးရင် battery ထဲဝင်ပြီးတော့မှအောက်ဆုံးမှာကိုအသုံးများတဲ့ application ရဲ့ list ကိုရောက်တွေ့ရမှာဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းပေါ်မှာလွန်ခဲ့တဲ့24နာရီဒါမှမဟုတ်ရောက်လွန်ခဲ့တဲ့10ရက်အတွင်းကကိုသုံးခဲ့တဲ့ application တွေရဲ့ activity တွေပြီးတော့ဘယ် application ကတော့ battery ရဲ့ဘယ်လောက် percentage ကိုသုံးနေလဲဆိုတာကိုအတိအကျရောက်ဒီမှာစစ်လို့ရပါတယ်။ဒီထဲမှာ battery percentage သုံးတာများတဲ့ application ကကိုတိတ်မသုံးဖြစ်တဲ့ application ဆိုလို့ရှိရင်တော့ရတော့ဖြည့်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဖြတ်ပြီးတော့မှရတော့ App Store ကနေပြီးတော့ပြန် down ပြီးတော့မှပြန်သုံးကြည့်တာပဲဖြစ်ဖြစ်ဒီလိုလုပ်ပြီးတော့မှရတော့ battery ရဲ့ဒီအားအကုန်မြန်တာမျိုးကို save လုပ်နိုင်ပါတယ်နောက်ထပ်ဖုန်း battery အကုန်မြန်တာကိုချွေထားလို့ရအောင်လို့ရတော့ location service ကို off လုပ်ထားလို့လည်းရပါတယ်ရှင်ဒါပေမဲ့ရတော့ location service ကို off လုပ်လိုက်မယ်ဆိုလို့ရှိရင်ရတော့ဖုန်းတွေပါပျောက်သွားတဲ့အခါမျိုးမှာ Find My iPhone လိုမျိုးဒီလို feature လေးတွေကအလုံးမလုံးတော့တာမျိုးဖြစ်တဲ့အတွက်ဒါကိုမပိတ်ထားဖို့တော့ရအကြံပေးချင်ပါတယ်။ဒါကြောင့်မလို့ရောက်ဒီပြဿနာဖြေရှင်းဖို့အတွက် setting ထဲဝင်လိုက်ပါပြီးလို့ရှိရင် location service တွေကနေတဆင့် application တွေထဲမှာဆိုလို့ရှိရင်ကိုသုံးမဲ့ application တွေနဲ့ဒီ Find My feature ကိုပဲ location service မှာ on ထားပြီးတော့တခြားအသုံးမလိုတဲ့ application တွေတော့ရောက် never ဆိုတာလေးကိုရွေးထားလိုက်ပါပဲ။ဒီလိုမျိုးကိုသုံးမဲ့ application တွေရောက်တေချာစီစစ်ပြီးတော့မှလည်းဒီ location service ကိုရတော့ဖွင့်ထားလို့ရတဲ့အတွက်ဒီနည်းနဲ့လည်းရတော့ဒီ battery အကုန်မြန်တဲ့ပြဿနာလေးကိုရဖြေရှင်းလို့ရပါတယ်။နောက်ချက်ကတော့ iOS version အသစ်ထွက်တိုင်းမှာရတော့ update လုပ်ပေးဖို့လည်းလိုပါတယ်ရှင်။တချို့ကကြတော့ရတော့ update လုပ်လိုက်မယ်ဆိုလို့ရှိရင် storage ပို့ပြီးတော့မှအများနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းနောက်မှ update လုပ်မယ်ဆိုပြီးတော့မှအခုချိန်ထိ update မလုပ်ရသေးတဲ့သူတွေရှိပါတယ်။တကယ်ကြတော့ရတော့ဒီလို update လုပ်လိုက်မယ်ဆိုလို့ရှိရင် Apple ကနေပြီးတော့မှ iOS version အသစ်ထွက်တဲ့အခါတိုင်းမှာအရင် iOS မှာဖြစ်တဲ့ error တွေ bugs တွေကိုဖြေရှင်းပေးထားတဲ့အပြင်ရတော့ iPhone တိုင်းမှာဖြစ်တဲ့ battery ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းနောက်ထပ်မဖြစ်အောင်လို့ပြင်ဆင်ပေးထားပါတယ်။ဒါကြောင့်မလို့မိတ်ဆွေအနေနဲ့ပုံမှန် version အသစ်ထွက်တဲ့ခါတိုင်းမှာ update လုပ်ပေးဖို့လည်းလိုပါတယ်။နောက်ဆုံးချက်ကတော့ game ဆိုတာများတဲ့သူတွေပြီးတော့ internet အသုံးများတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင် low power mode လေးကိုဖွင့်ထားဖို့အတွက်အကြံပေးချင်ပါတယ်ရှင်။ရောက်တကယ်လို့ low power mode လေးကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ရတို့ဖုန်းမှာ background application refresh လုပ်နေရတယ်ပြီးတော့ application တွေ auto download လုပ်နေရတယ်ဒီလိုမျိုး battery အကုန်မြန်စေတဲ့ဒီ function တွေအားလုံးကိုသူကအလိုလျောက်ပိတ်ပြီးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ battery အကုန်တာမြန်တဲ့မိတ်ဆွေအနေနဲ့ဒီရှောင်းရမယ့်အချက်လေးတွေကိုသိပြီးသွားပြီဆိုတော့အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ရမျှော်လင့်ပါတယ်ရှင်။ကြည့်ရှုအားပေးသူရောက်စင်တိုင်းကျေးဇူးများတင်ပါတယ်။